တော်ပြောချင်းပေးပါတယ်ခင်ဗျဟုတ်ကဲ့ မလဲဆရာဟိုတခြားကွင်းနေမတူတာဒီနိုင်ငံတကာမှာတော့ရှိတယ်ပေါ့ဒီလီလန်နေထည့်တာလေးရှိတယ်တခြားဆရာဟိုတခြားကွင်းနေမတူအောင်လုပ်တာလေးရှိတယ်အဲ့ဒီအကြောင်းလေးလည်းပြပြဟုတ်ကျွန်တော်တို့က local page ဆိုပေမဲ့ပေါ့နော်ကျွန်တော်ဒီ page လောကတွေကိုစတင်ဝင်ရောက်လာတဲ့အချိန်မှာကျွန်တော် international page နေရာနေကျွန်တော်စတင်ပြီးတော့ဝင်ရောက်လာတာဖြစ်တယ်ကျွန်တော် international ပွဲတွေကျွန်တော်တို့ဒါမြန်မာနိုင်ငံကနေမှဒါပြန်ပြီးတော့ national data ယူကြရ national data နဲ့ city data ပြန်ယူကြတယ်ကျွန်တော် international ကိုကျွန်တော်ကနေစတင်ခြေလှမ်းပြီးတော့မှကျွန်တော်ဒီ page လောကတွေကိုကျွန်တော်ဝင်ရောက်လာတာဖြစ်တယ်ကျွန်တော်လက်ဦးဆရာတွေရှိတယ်ကျွန်တော်လက်ဦးဆရာတွေရှိတယ်ကျွန်တော်လက်ဦးကျွန်တော်ဒါကြီးသင်ပေးခဲ့တဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီနေရာနေကျေးဇူးတင်ကြောင်းလည်းကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဆရာအနေနဲ့ပြောမယ်ဆိုရင်ဒါထုတ်ပေါ်ပြောမယ်ဆိုရင်ကိုအောင်စင်ပေါ့နော်ကိုအောင်စင်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလည်းဥဆရာလို့ပြောလို့ရပါတယ်ပေါ့နော်သူကနေမှကျွန်တော်ဒါမွေးထုတ်လာလို့ကျွန်တော်ဒီနေ့ဒီကျွန်တော်တို့ဒါရက်တည်နိုင်တာဖြစ်ပါတယ်ဒီချိန်မှာပြန်ပြောရမယ်ဆိုရင်တော့ကျွန်တော်ညီလေးရီမန်းအောင်လည်းကျွန်တော်တတိယပါတယ်ဒီလိုပွဲတွေလုပ်ခဲ့ဆိုရင်ဘာကြောင့်လဲဆိုတော့ဒီလောကတွေကိုစတင်ပြီးဆွဲခေါ်လာခဲ့ဆိုတော့ရီမန်းအောင်ဖြစ်နေတဲ့အတွက်ဒါတော့အကြောင်းပေါ့နော်သူလည်းအခုပဲရောက်နေလို့တော့ကိုလည်းမသိဘူးပေါ့နော်ကိုလည်းဒါကိုညီလေးကိုလည်းဗာနေနေဒီတိုင်းတာမှာဆိုကိုတတိယရဲဆိုတော့ကိုပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီရွှေချောက်ချက်သားတက်တဲ့ကူကကျွန်တော်ဒါ၈ချိန်မြောက်ပေးတာဗျ၈ချိန်မြောက်ဆိုတော့ဒီ၈ချိန်မြောက်ဆိုတဲ့အတိုင်းတာတစ်ခုကကျွန်တော်၈ချိန်တိုင်တိုင်ထိအောင်ကျွန်တော်ဒါ၈နှစ်တိုင်တိုင်